14ချိန်အတွက်သူ့စနစ်ကရိုးရိုးရှင်းရှင်းလေးနဲ့ထည့်သွားတတ်နိုင်တယ်နော်3ကတ်တော့ပြီးသွားပြီ4ကတ်ဒီဆက်ရိုက်ခဲ့မယ်ဆိုရင်တော့တစ်ခွက်သေးပဲဟုတ်ကဲ့ဗျာနော်စတင်လာတဲ့စနစ်ကဘယ်လိုလာလဲဆိုတော့တည်လိုက်မယ်နော်ပထမကတ်446သူ့ဆောင်တစ်ချိန်2ချိန်ရဲ့အောက်မှာ642သူ့ဆောင်တစ်ချိန်2ချိန်ရဲ့အောက်မှာ934သူ့ဆောင်တစ်ချိန်2ချိန်ရဲ့အောက်မှာဒီမှာလာမယ်ကနန်းဟုတ်ပြီဒီကနန်းကိုဒီမှာဘာကနန်းဖြစ်နိုင်မလဲနော်ဘာကနန်းဖြစ်နိုင်မလဲဆိုတော့မတ်တစ်လုံးနဲ့ခါတစ်လုံးကိုအရင်ထည့်လိုက်မယ်ခါနော်ခါတစ်လုံးအရင်ထည့်မယ်ဟုတ်ပြီဒီမှာထည့်တာ4ခါဒီမှာထည့်တာ4ခါဒီမှာ300ခါအဲ့ဒီမှာလာနိုင်တဲ့ခါတစ်လုံးဘယ်ပုံစံနဲ့သူလာခဲ့လဲဆိုတော့နော်ဘယ်လိုပုံစံနဲ့သူလာခဲ့လဲဆိုတော့ဒီချာကြည့်နော်ထည့်တော့မယ်ခါတစ်လုံးထည့်မယ်ဒီနှလုံးက9နော်အဲ့ဒီနောက်နှလုံးပေါင်းခြင်း9အဲ့ဒီ9နဲ့ဒီက4ခါနဲ့နော်ဒီက4ခါနဲ့ဒီနှလုံး9နဲ့4ခါနဲ့ဟိုမတက်လာပြီသူ့အောက်တစ်ချိန်2ချိန်ရဲ့နော်သူ့ရဲ့ဆောင်တစ်ချိန်2ချိန်ရဲ့အောက်မှာဒီနှလုံးက9နော်ဒီနှလုံးက9အဲ့ဒီနှလုံး9နဲ့ဒီက4ခါနဲ့9ဆိုရင်မတက်မယ်ဟုတ်ပြီနောက်တစ်ခါသူ့ဆောင်တစ်ချိန်2ချိန်ရဲ့အောက်မှာဒီနှလုံးကနော်အဲ့ဒီနှလုံးကဒီနှလုံးနဲ့300ခါနဲ့ကနေ9ဆိုရင်မတက်တလားဟုတ်ပြီအခုဒီမှာလာမယ်ရောက်ကသူ့ရဲ့ဆောင်တစ်ချိန်2ချိန်ရဲ့အောက်မှာဒီနှလုံးက6နေပြီ9ဖြစ်အောင်နော်9ဖြစ်အောင်ဒီမှာဘာခါထိုင်မလဲမဆွေလို့နော်9ဖြစ်အောင်ဒီမှာဒီနှလုံးက6နေပြီ9ဖြစ်အောင်လို့3ခါလို့ထိုင်နေတာနော်3ခါမှာ9လို့ကြိုက်မှာဟုတ်ပြီပထမကတ်မှာဒီနှလုံး9နဲ့4ခါနဲ့9တယ်ဒုတိယကတ်မှာလည်းဒီနှလုံး9နဲ့4ခါနဲ့9တယ်တတိယကတ်မှာလည်းဒီနှလုံး9နဲ့300ခါနဲ့9တယ်ခုလာရဲ့စလုံးထကတ်ဒီနှလုံး6 3ခါလို့ထိုင်မှာနော်3ခါလို့ထိုင်မှာသူက9ဆိုရင်မတက်တဲ့ကိုရောက်မှာဟုတ်ပြီ3ခါထည့်လိုက်ပြီနော်3ခါထည့်လိုက်ပြီ3ခါလို့ဒီမှာထည့်ပြီနော်ဒီမှာ3ခါလို့ထည့်လိုက်ပြီဟုတ်ပြီဟုတ်ပြီအဲ့ဒီမှာနောက်ပိတ်ထည့်မယ်နောက်ပိတ်နော်နောက်ပိတ်တစ်လုံးထည့်မယ်ဘယ်လိုထည့်မလဲဘယ်လိုထည့်မလဲဆိုတော့နောက်ပိတ်တစ်လုံးထည့်မယ်ဒီမှာထည့်ထားတာ6နောက်ပိတ်သူ့ဆောင်တစ်ချိန်2ချိန်အောက်မှာ2နောက်ပိတ်သူ့ရဲ့ဆောင်တစ်ချိန်2ချိန်အောက်မှာ4နောက်ပိတ်သူ့ရဲ့ဆောင်တစ်ချိန်2ချိန်အောက်မှာလာမယ်နောက်ပိတ်တစ်လုံးဟုတ်ပြီနော်နောက်ပိတ်တစ်လုံးဘယ်လိုလာနိုင်မလဲဘယ်လိုလာနိုင်မလဲဒီမှာထည့်ထားတာ6နောက်ပိတ်အဲ့ဒီ6နောက်ပိတ်ကဘယ်ကနေလာခဲ့လဲဟုတ်ပြီဒီမှာထည့်ထားတာ6နောက်ပိတ်နော်ဒီမှာထည့်ထားတာ6နောက်ပိတ်ဒီမှာဆွဲလိုက်မယ်ဒီမှာထည့်ထားတာ2နောက်ပိတ်ဒီမှာထည့်ထားတာ4နောက်ပိတ်အဲ့ဒီမှာထည့်ထားတယ်နောက်ပိတ်တစ်လုံးဘာဖြစ်မလဲသိချကြည့်နော်ရိုးရိုးလေးပဲသူ့ပုံစံတိုင်းပဲဒီမှာ6နောက်ပိတ်ဖြစ်ရတဲ့အကြောင်းကြီးဒီ6ကဘယ်ကလာလဲသူ့ရဲ့ဇောင်းကနေဒီဇောင်းကနေ1နဲ့2နဲ့3နဲ့4နဲ့မြောက်မှာအဲ့ဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်း9နဲ့အဲ့ဒီခွန်နောက်ပိတ်နဲ့ဒီ3လုံးကို6လို့တည်တယ်လို့နော်ဒီ3လုံးကို6လို့တည်တယ်လို့အဲ့ဒီ6ကအဲ့ဒီမှာနောက်ပိတ်လို့ထိုင်လိုက်ပြီနော်ဒီ3လုံးကို6လို့တည်လိုက်လို့အဲ့ဒီ6ကဒီမှာနောက်ပိတ်လို့တည်လိုက်ပြီဟုတ်ပြီဒီမှာ2နောက်ပိတ်ဘာကြောင့်လာလဲသူ့ဆောင်1နဲ့2နဲ့3နဲ့4နဲ့မြောက်မှာဒီနှလုံးရှင်းနေနော်ဒီနှလုံးရှင်းနေ4နောက်ပိတ်နဲ့အဲ့ဒီ3လုံးက2လို့ရိုက်ခဲ့လို့အဲ့ဒီ2ကအဲ့ဒီမှာနောက်ပိတ်လို့ထိုင်တာဟုတ်ပြီနော်လာပြီနောက်တက်ကဒီမှာ4နောက်ပိတ်ဘာကြောင့်ရိုက်လဲ4နောက်ပိတ်ကသူ့ဆောင်သူ့ရဲ့ဆောင်ဒီဘက်ဆောင်ကနေ1နဲ့2နဲ့3နဲ့4နဲ့မြောက်မှာဒီနှလုံးခွန်နော်ဒီနှလုံးခွန်နဲ့အဲ့ဒီခွန်ထိပ်စီးနဲ့ဒီ3လုံးပေါင်းချင်း4ကြောင့်မလို့အဲ့ဒီ4ကအဲ့ဒီမှာနောက်ပိတ်လို့ထိုင်လိုက်ပြီနော်ဒီ3လုံး4ကအဲ့ဒီမှာနောက်ပိတ်လို့ထိုင်လိုက်ပြီဟုတ်ပြီအခုဒီမှာလာမယ်နိုင်မယ်ခဏဘာခဏဖြစ်နိုင်မလဲသူ့ဆောင်ဒီဆောင်ကနေ1နဲ့2နဲ့3နဲ့4နဲ့မြောက်မှာဒီနှလုံးက3နေပြီအဲ့ဒီမှာဒီမှာဒီ3လုံးကခွန်နေပြီဒီ3လုံးခွန်ကြောင့်မလို့အဲ့ဒီခွန်ကနောက်ပိတ်လို့ရိုက်သွားနိုင်တယ်နော်ရိုက်သွားနိုင်တယ်ဟုတ်ပြီခွန်ကနောက်ပိတ်လို့ရိုက်သွားနိုင်တယ်နော်ကျွန်တော်မိတ်ဆွေဟုတ်ကဲ့ဒီ3လုံးခွန်အဲ့ဒီခွန်ကဒီမှာနောက်ပိတ်လို့ရိုက်သွားနိုင်တယ်နော်ခွန်ကနောက်ပိတ်လို့ရိုက်သွားနိုင်တယ်အဲ့တော့30ခွန်အတွင်းကြပါပြီဟုတ်ကဲ့နော်အဲ့လိုကျွန်တော်ရဲ့ TC ကိုဘယ်လိုထည့်မလဲဟုတ်ကဲ့နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း channel တက်မှုရှိတယ်ဆိုရင် like subscribe လေးနှိပ်ပြီးအားပေးနိုင်ပါလိမ့်ဗျာနော်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းလည်းအတူကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နော်တကယ်ကောင်းတဲ့ပုံစံလေးဗျာနော်ရိုးရိုးရှင်းရှင်းနဲ့သူပေးခဲ့မယ်ဆိုရင်ဒီ3လုံးက6အဲ့ဒီ6ကဒီမှာနောက်ပိတ်လို့လှန်ကြိုက်ထားတယ်ဟုတ်ပြီဒီနှလုံးနဲ့4နဲ့2အဲ့ဒီ2ကဒီမှာနောက်ပိတ်လို့ရိုက်ထားတယ်ဒီမှာ4နောက်ပိတ်အဲ့ဒီ4ကဒီနှလုံးခွန်နဲ့ဒီကခွန်ထိန်နဲ့4အဲ့ဒီ4ကနောက်ပိတ်လို့ရိုက်ထားတယ်ဒီမှာဒီနှလုံးကခွန် sorry ဒီနှလုံးကတော့တခါလေးအဲ့လိုပဲကျွန်တော်ရောင်ပြောမိနားလေပြီနော်ဒီနှလုံးကတော့4နောက်ပိတ်နဲ့ခွန်နဲ့အဲ့ဒီခွန်ကနောက်ပိတ်လို့ရိုက်ထားတယ်ဟုတ်ပြီအဲ့ဒီမှာဒါတင်လားဆိုမဟုတ်သေးဘူးနော်စီနီယာဖြစ်ချင်းနဲ့သူတခါအဲ့6နောက်ပိတ်ခွန်နောက်ပိတ်ကိုတခါပြန်ချုပ်ထားတယ်ဘယ်လိုချုပ်ထားလဲဆိုတော့ဒီချာကြည့်နော်9 6ခွန်8ဆိုတဲ့စီနီယာစနစ်နဲ့သူချုပ်ထားတယ်ဘယ်လိုချုပ်ခဲ့လဲဆိုတော့ဒီနှလုံးနဲ့ခွန်နဲ့6ကိုနောက်ပိတ်လို့ဒီမှာထိုင်လိုက်တာနဲ့အဲ့ဒီနှလုံးပေါင်းခြင်း9ဒီနှလုံးပေါင်းခြင်း9နဲ့အဲ့ဒီက6နောက်ပိတ်နဲ့9တယ်ဟုတ်ပြီနော်အခုဒီမှာထိုင်နေ2နောက်ပိတ်ဒီ3လုံးပေါင်းခြင်း2ကိုဒီမှာ2နောက်ပိတ်လို့ထိုင်လိုက်တာနဲ့ဒီနှလုံးနဲ့4နဲ့အဲ့ဒီက2နောက်ပိတ်နဲ့6ပထမကတ်မှာဒီနှလုံး9နဲ့9နောက်ပိတ်နဲ့sorry 6နောက်ပိတ်နဲ့နော်9တယ်
ဒီနှလုံး၄နဲ့2နောက်ပိတ်နဲ့6တယ်5ပြီးတော့6ပြီးတော့ခွန်းလာမယ်ဒီ3လုံးက4အဲ့ဒီ4ကနောက်ပိတ်လို့ထိုင်လိုက်တာနဲ့အဲ့ဒီနှလုံး3နဲ့ပြဟုတ်ပြီဒီ3လုံး6ကိုနောက်ပိတ်လို့ထိုင်လိုက်တာနဲ့အဲ့ဒီ3လုံးကနော်ဒီနှလုံး9နဲ့6နောက်ပိတ်နဲ့9တယ်ဒီ3လုံး2ကြောင်လို့အဲ့ဒီ2ကိုနောက်ပိတ်လို့ထိုင်လိုက်တာနဲ့ဒီကနှလုံးပေါင်းချင်း4နဲ့အဲ့ဒီက2နောက်ပိတ်နဲ့6တယ်ပထမကတ်မှာ6ပထမကတ်မှာ9ဒုတိယကတ်မှာ6အခုဒီမှာတတိယကတ်လာပြီဒီ3လုံးက4အဲ့ဒီ4ကနောက်ပိတ်လို့ထိုင်လိုက်တာနဲ့ဒီ3လုံးအဲ့ဒီ3လုံးကခွန်ပြီဟုတ်ပြီနော်9 6ခွန်လာပြီတွားပြီ9 6ခွန်လို့လာလိုက်ပြီအဲ့ဒီလိုမျိုးလာလိုက်ပြီတော့ဒီမှာဒီ3လုံးကခွန်အဲ့ဒီခွန်ကနောက်ပိတ်လို့ထိုင်လိုက်တာနဲ့ဒီမှာစောက်နေတဲ့နှလုံးပေါင်းချင်း1နဲ့နော်ဒီမှာနှလုံးပေါင်းချင်း1နဲ့ခွန်နောက်ပိတ်နဲ့မှာ8မှာဟုတ်ပြီနော်ကျွန်တော်မိတ်ဆွေကျွန်တော်ရဲ့ဟုတ်ကဲ့ channel လေးကိုလည်းချန်နယ်တမှုရှင် like subscribe လေးနှိပ်ပြီးအားပေးနိုင်ပါတယ်နော်မိတ်ဆွေတို့ရဲ့အမြင်များကိုလည်းကျွန်တော်ရဲ့ comment မှာမှတ်ပေးနိုင်ပါတယ်ဗျနော်မိတ်ဆွေတို့ရဲ့ comment တစ်ချက်ကကျွန်တော်တို့အားသေးပါတယ်နော်ဒီ3လုံးက9တယ်ဒီ3လုံးက6တယ်ဒီ3လုံးကခွန်တယ်ဒီ3လုံးက8တယ်နော်ဒီ3လုံးက8မယ်ခွန်နောက်ပိတ်မှာ8မှာဟုတ်ပြီအဲ့ဒီစနစ်ကဒီ3လုံး6ကို6နောက်ပိတ်လို့ဒီမှာလှမ်းရိုက်မှာနော်ဒီမှာ6နောက်ပိတ်လို့လှမ်းရိုက်မှာဒီ3လုံး6ကဒီမှာ6နောက်ပိတ်လို့လှမ်းရိုက်လိုက်တာနဲ့ဒီ3လုံးက9ဒီ3လုံး4နှစ်ကိုဒီမှာ2နောက်ပိတ်လို့လှမ်းရိုက်လိုက်တာနဲ့နော်ဒီမှာ2နောက်ပိတ်လို့လှမ်းရိုက်လိုက်တာနဲ့ဒီ3လုံးက6ဒီ3လုံး4ကိုဒီမှာ4နောက်ပိတ်လို့လှမ်းရိုက်လိုက်ပြီနော်ဒီမှာ4နောက်ပိတ်လို့ရိုက်လိုက်တာနဲ့ဒီ3လုံးကိုခွန်စီနီယာနော်9 6ခွန်ဒီမှာဒီ3လုံးကခွန်အဲ့ဒီခွန်ကခွန်နောက်ပိတ်လို့ဒီမှာလှမ်းရိုက်ရမယ်နော်ခွန်နောက်ပိတ်လို့ရိုက်လိုက်မှာဒီ3လုံးကိုရှစ်လို့စီနီယာဖြစ်ချင်းလေးကိုရောက်ပြီတွားတာတန်းပြီးတော့နော်အဲ့ဒီမှာတက်စီတစ်လုံးထည့်မယ်ဟုတ်ကဲ့နော်တက်စီတစ်လုံးထည့်မယ်ဘယ်လိုထည့်မလဲ9 6ခွန်ရှစ်ဆိုတဲ့စိတ်နီယာကဏ္ဍနဲ့ထည့်ပြမယ်စိတ်အဲ့ဒီတက်စီတစ်လုံးကိုဒီမှာတည့်ထားတဲ့ဒီ3လုံး9ဒီမှာတည့်ထားတဲ့ဒီ3လုံး6ဒီမှာတည့်ထားတဲ့ဒီ3လုံးခွန်ဒီမှာတည့်ထားတဲ့ဒီ3လုံးရှစ်အဲ့ဒီ9 6ခွန်ရှစ်ဆိုတဲ့စနစ်နဲ့တက်စီတစ်လုံးထည့်မယ်ဘယ်လိုထည့်မလဲတခြားကြည့်နော်ကျွန်တော်မိတ်ဆွေတခြားလေးကြည့်ပြတကယ်ကောင်းတဲ့အနေထားလေးတကယ်ကောင်းတဲ့အနေထားလေးတစ်ခုတခြားလေးကြည့်နော်ဒီ3လုံး9ဒီ3လုံး9ဒီ3လုံး9ကြောင့်မလို့နော်ဟိုကျွန်တော်အကြောင်းလေးခွဲလိုက်မယ်ဗျာနော်အကြောင်းကိုဘယ်လိုခွဲရမလဲအနီနဲ့ဟုတ်တယ်အနီနဲ့ကြိုက်လိုက်နော်အနီနဲ့ကြိုက်လိုက်မယ်ဒီနှလုံးနော်ဒီနှလုံးအဲ့ဒီနှလုံးပေါင်းခြင်းကနှစ်အဲ့ဒီနှစ်နဲ့ဒီက3ထိပ်စီနဲ့ဒီ3လုံးကို9လို့တည့်လိုက်တာဒီ3လုံး9ကိုအဲ့ဒီ3လုံး9လို့တည့်လိုက်ပြီနော်အဲ့တော့4ထိပ်နဲ့ဒီ3လုံးကို9လို့တည့်သွားပြီဟုတ်ပြီဒီနှလုံးလေးဒီနှလုံးလေးနဲ့နှစ်နောက်ပိတ်နဲ့6လို့တည့်သွားပြီအဲ့ဒီ6ကိုဒီမှာဒီနှလုံး8နဲ့နော်အဲ့ဒီကနှလုံးပေါင်းခြင်းဒီကနှလုံးပေါင်းခြင်း8အဲ့ဒီ8နဲ့ဒီက8နောက်ပိတ်နဲ့6လို့တည့်သွားပြီပထမကတ်မှာဒီနှလုံး2နဲ့ဒီနှလုံး2နဲ့3နောက်ပိတ်နဲ့ဒုတိယကတ်မှာဒီနှလုံး8နဲ့8နောက်ပိတ်နဲ့အခုဒီမှာဒီနှလုံးကခုန်နေပြီဒီနှလုံးခုန်ကိုဒီမှာဟာဒီနှလုံးပေါင်းခြင်း2 5နှလုံးပေါင်းခြင်းနေနော်2 5နှလုံးပေါင်းခြင်းနေ3ညာနောက်ပိတ်နဲ့ခုန်လို့ရိုက်သွားပြီအဲ့ဒီခုန်ကလေဒီ3လုံးခုန်ကြောင်းလို့အဲ့ဒီ3လုံးခုန်လို့တန်းပြီးတော့ထည့်သွားပြီခုဒီမှာလာပြီနော်ဒီ3လုံးက8ပြီအဲ့ဒီ3လုံးက8ပြီဒီ3လုံး8လို့ထည့်လိုက်လို့ဒီမှာထည့်ထားတာ9နောက်ပိတ်နော်ဒီမှာထည့်ထားတာ9နောက်ပိတ်ဒီမှာရိုက်ထားတာ2နောက်ပိတ်ဒီနှလုံးကခုန်နေပြီအဲ့ဒီ3လုံး8ဖြစ်အောင်ထိတ်စီးကိုဘာထည့်မလဲထိတ်စီးကိုဘာထည့်မလဲထိတ်စီးကိုတစ်ထိတ်လို့ထိုင်လိုက်ပြီနော်တစ်ထိတ်လို့ထိုင်လိုက်ပြီဟုတ်ပြီတစ်3ခုလို့ထိုင်လိုက်ပြီဘာကြောင့်အဲ့ဒီအထိုင်ဖြစ်နိုင်လဲဆိုတော့နောက်တစ်မျိုးလာမယ်နော်တခြားကြည့်ပြနောက်တစ်မျိုးဒီတစ်ထိတ်ဖြစ်မှာသူ့ရဲ့ပုံမှန်စီတိုးလေးကိုရောက်မှာဒီ3လုံး8ကြောင့်လို့ဟာဒီ3လုံး8လို့ရိုက်တယ်နော်သူစနစ်ကအဲ့ဒီမှာနောက်တစ်ခါပြန်ပြီးတော့ထည့်မယ်နော်ပထမကတ်မှာဒီနှလုံး9နဲ့4ခါနဲ့9ဒီနှလုံး9နဲ့4ခါနဲ့9လို့ထည့်လိုက်ပြီ9လို့ထည့်လိုက်တာနဲ့ဒီမှာထည့်ထားတယ်6နောက်ပိတ်အဲ့6နောက်ပိတ်ကဒီ3လုံး6ကအဲ့ဒီမှာနောက်ပိတ်လို့ထိုင်လိုက်တာနဲ့အဲ့ဒီ3လုံးက9နဲ့စီနီယာနဲ့ရိုက်တာနော်ဒီ3လုံး9လို့ထည့်လိုက်တာနဲ့အဲ့ဒီနှလုံးနှစ်နဲ့3နောက်ပိတ်နဲ့ပြန်9ပြီနော်အဲ့မှာတစ်ခွက်တည်းထည့်သွားပြီလာပြီအခုဒီမှာဒီ3လုံးကနှစ်အဲ့ဒီနှစ်ကနောက်ပိတ်လို့ထိုင်လိုက်တာနဲ့ဒီ3လုံးကို6ပထမကတ်မှာဒီ3လုံးက9လားနော်ဒီမှာ6ထည့်လိုက်တာနဲ့အဲ့ဒီ3လုံးကပြန်6တယ်6လို့ထည့်လိုက်တာနဲ့အဲ့ဒီနှလုံးနဲ့ဒီကောင်တွေက9တယ်အဲ့ဒီလိုမျိုးထည့်လိုက်တာနဲ့ခဏတစ်ပေါက်ထွက်သွားပြီခုဒီမှာဒီ3လုံးက4အဲ့ဒီလေးကနောက်ပိတ်လို့ထိုင်လိုက်တာနဲ့ဒီ3လုံးခုံနေ9 6ခုဒီ3လုံးခုံလို့ထည့်လိုက်တာနဲ့အဲ့ဒီ3လုံးကပြန်ခုံနေခုံလို့ထည့်လိုက်တာနဲ့ဒီ3လုံးကို9လို့ထည့်သွားအဲ့မှာ9 3 4လေးတစ်ခွက်ခုဒီမှာလာပြီဒီ3လုံးကခုံအဲ့ဒီခုံကနောက်ပိတ်လို့ထိုင်လိုက်တာနဲ့အဲ့ဒီ3လုံးကို8တယ်9 6ခု8နော်ဒီ3လုံးကို8တယ်အဲ့ဒီမျိုး8လို့ထိုင်လိုက်တာနဲ့ဒီ3လုံးကို8လို့ပြန်ထည့်8လို့ပြန်ထည့်လိုက်တာနဲ့အဲ့ဒီနှလုံးနဲ့3ခါနဲ့9ပြီဟုတ်ပြီအဲ့ဒီမှာခွာပေါင်းချင်းတစ်ခါပြန်ချုပ်ပြမယ်ဘယ်လိုချုပ်မလဲတခြားကြည့်နော်ကျွန်တော်မိတ်ဆွေဘယ်လိုချုပ်မလဲဆိုတော့ဟုတ်ပြီတခြားကြည့်နော်ကျွန်တော်ထည့်ပြမယ်ခွာပေါင်းချင်းချုပ်လာတာဒီနှလုံး sorry ဒီကခွန်ခါအဲ့ဒီနှလုံးပေါင်းချင်းနော်ဒီနှလုံးပေါင်းချင်းနဲ့ခွန်နဲ့3ညသူ့ဆောင်တစ်ချိန်နှစ်ချိန်ရဲ့အောက်မှာဒီက3ညခါဒီက3ညခါနဲ့ဒီနှလုံး9နဲ့9 3ည9သူ့ဆောင်တစ်ချိန်နှစ်ချိန်ရဲ့အောက်မှာဒီက9ခါနဲ့နောက်နှလုံးပေါင်းချင်း9နဲ့ရှစ်တစ်ချိန်နှစ်ချိန်ရဲ့အောက်မှာသူကဒီလိုရိုက်သွားနိုင်တယ်ဒီ3လုံးကို3ညအဲ့ဒီ3ညကို
အဲ့ဒီမှာဒီ3လုံး3ညလို့ပြန်ထည့်ထားတယ်နော်ဒီ3လုံး3ညလို့ပြန်ထည့်ထားတယ်ခွာ30နဲ့3ညခန်းနဲ့3ညဒီ3လုံး6လို့ပြန်ထည့်ထားတယ်နော်ဒီ3လုံး6လို့ပြန်ထည့်ထားတယ်ဒီမှာကျတော့ဒီ3လုံးကို8လို့ပြန်ထည့်ထားတယ်နော်ဒီ3လုံးကို8လို့ပြန်ထည့်ထားတယ်ဒီမှာဒီ3လုံးခွန်းလို့ရိုက်ချင်တာနော်ဒီမှာဒီ3လုံးခွန်းလို့ဇက်တိုက်ရိုက်ချင်တာသူ့ပုံစံတိုင်းဒီ3လုံးကတက်လို့လာခဲ့မယ်ဆိုရင်ကိုရှိမှတော့ကိုတက်မှာဒါမှမဟုတ်ကျွန်တော်ကယူချင်တာအဲ့ line ကိုမယူချင်တော့နော်ဘာကြောင့်မယူလဲဆိုတော့စီနီယာဖြစ်ချင်းနဲ့သူကျွန်တော်ရိုက်ချင်လို့ဒီ3လုံး3ညကရောင်ပြထည့်ထားတာဒီ3လုံး9ကရောင်ပြဒီ3လုံး10ကရောင်ပြဒီမှာဒီ3လုံးကတက်နေပြီနော်ဒီ3လုံးကတက်နေပြီအဲ့ဒီတက်ကိုတက်လို့ဒီ3လုံးတက်လို့ရိုက်မယ်ဆိုရင်တင်အောင်ပိတ်ဒါမှမဟုတ်ဘူး9ထိပ်နော်ခွန်နောက်ပိတ်နဲ့ဝင်နေမယ်ဆိုရင်9ထိပ်မှာတက်မှာ9 3ခွန်ရဲ့တက်3ခွန်ရဲ့နှစ်ကွက်တော့ထည့်ရမယ်ဗျနော်မယုံမလို့နှစ်ကွက်တော့ထိုးရမယ်9 3ခွန်နော်9 3ခွန်ဟုတ်ပြီ9 3ခွန်ရဲ့တက်3ခွန်ရဲ့ဒီနှစ်ကွက်တော့ထွက်ရမယ်နော်ကျွန်တော်ကြိုက်တာတော့တစ်ထိပ်နဲ့ပူကြိုက်တယ်နော်တစ်ထိပ်နဲ့ပူကြိုက်တယ်ဒီကနန်းပူကြိုက်တယ်နော်ဒါကတော့ကျွန်တော်မယုံမလုံးထည့်ပေးတာဖတ်သွားခဲ့9ထိပ်နဲ့လာခဲ့ရင်ဒီ3လုံးတက်ဆိုတဲ့ပုံစံနဲ့လာခဲ့ရင်ဒါမှကျွန်တော်ကရိုက်ချင်တာဟာဒီ3လုံးကိုခုံလို့ပဲဆက်ရိုက်ချင်တာဘယ်လိုရိုက်ချင်လဲဆိုတော့ရိုးရိုးလေးပဲ3ညခါနဲ့ခွာပေါင်းခြင်းနဲ့3ညဒီကတစ်ခါနဲ့ခွာပေါင်းခြင်းနဲ့အိုးဒီက6ခါနဲ့ခွာ9နဲ့8 3ည9 8ဒီမှာခုံရိုက်ချင်တာနော်ခုံလို့ရိုက်ချင်တာဒါကြောင့်မလို့တစ်ထိပ်စီနဲ့ဒီ3လုံးနဲ့ကလည်း8လို့ပုံလေးစီနီယာနဲ့ပြေးထားလို့ဒီ3လုံးခုံလို့စီနီယာပဲပြန်ဆင်းချင်တာကျွန်တော်ဒါကြောင့်မလို့ဒီ3ခုံကပိုအားကောင်းတယ်ဒီကနန်းကမနစ်ကမွေးကနန်းမထွက်ခဲ့သေးဘူးနော်အဲ့ဒီချက်တော့ရှိတယ်ဟုတ်ကဲ့နော်အားလုံးပဲကံကောင်းကြပါစေကျွန်တော်မိတ်ဆွေများဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း channel တက်လို့ရှိရင် like subscribe လေးနှိပ်ပြီးအားပေးနိုင်ပါဗျာဟုတ်ကဲ့မိတ်ဆွေတို့ရဲ့အမြင်များကိုလည်းကျွန်တော်ကမှဝင်ပြီးတော့ဆွေးနွေးနိုင်ပါဗျာနော်အားလုံးပဲကံကောင်းကြပါစေဗျာ